ဒီကလေးကတော့တကယ်ကိုထူးဆန်းတဲ့စူပါကလေးပဲဗျမွေးမွေးချင်းတင်သူ့အဖေရဲ့လက်ညှိုးကိုအားနဲ့ချုပ်ပစ်လိုက်တာမွေးကလေးကနှက်ခမ်းမွေးစတိုင်နဲ့မွေးလာတာဗျအဖေဖြစ်သူကမနာလိုတာနဲ့နှက်ခမ်းမွေးကိုရေးပေးလိုက်ပေမဲ့မျက်တောင်တစ်ခါအတွင်းမှာပဲအဲ့ဒီနှုတ်ခမ်းမွေးကပြန်ပေါက်လာပြန်ရောမိဘတွေလည်းကြောက်ကြောက်လက်လက်နဲ့စေယုံပြေးရတာပေါ့ဒါပေမဲ့ဆရာဝန်ကတော့ဒီကလေးကနှက်ခမ်းမွေးများတာကလွယ်ရင်ဘာယောဂမှမရှိဘူးလို့ပြောလိုက်ပါတယ်မုတ်စိတ်ဆိုတဲ့ဒီကောင်လေးကငငယ်ကလေးကလူဆွမ်းကောင်းတကူတွေပါလာတာလေအခြားကလေးတွေတန်းစီရင်တပိနှစ်ပေပဲမြောက်ပေမဲ့သူကတော့အာကာသထဲအထိရောက်သွားတာအင်အားကြီးယုံတယ်မကဘူးနော်တခါကစာမွေးပွဲမှာတငယ်ချင်းကအဖြေကူမပေးလို့စိတ်တူပြီးမျက်လုံးကတမ်းမှန်တန်ကိုးနဲ့ကြည့်လိုက်တာအပြင်းလုံးလို့တငယ်ချင်းရဲ့စာမွေးပွဲစက်ကူကြီးတောင်မီးလောင်သွားတယ်ဗျာဘောလုံးပွဲမှာဂိုးသမားလုပ်ရင်လည်းဂိုးမဖမ်းဘူးဘောလုံးကိုပွတ်ချီပြီးတစ်ဖက်ကိုယ်တည်းအထိပြေးသွင်းပစ်တာတကယ်ကိုလူမိုက်လေးပဲအဖေဖြစ်သူကငှားတာမင်းရဲ့စွမ်းအားတွေကိုဖုံးကွယ်ထားစမ်းပါဒီလိုသာဆက်လုပ်နေရင်မင်းမတငယ်ချင်းမရှိုံတင်မကဘူးငါနဲ့မင်းအမေပါတက်တန်းတူလိမ့်မယ်လို့သတိပေးရပါတယ်ဒါပေမဲ့မုတ်စိတ်ကဂရုမစိုက်ပါဘူးတကယ်တော့မုတ်စိတ်ဟာကဘာမြေကြီးကမဟုတ်ပဲအယ်ဖာဆိုတဲ့ဂျိုကလာတာပါအဲ့ဒီဂျိုကလူဆိုးတွေကသူ့ကိုလူယူဖို့စူးစမ်းလို့သူ့မိဘတွေကသူ့ကိုအာကာသထဲလွှတ်လိုက်တာဒါပေမဲ့လူဆိုးတွေကလက်မလျှော့ပဲသူတို့သမီးမော်နှမကိုလွှတ်ပြီးလိုက်တက်ခိုင်းပါတယ်လမ်းမှာဂျိုတူးနဲ့တိုက်ပြီးလမ်းကြောင်းလဲသွားလို့သာကဘာကမိဘတွေနဲ့တွေ့ပြီးအသက်ဘေးကလွတ်ခဲ့တာပေါ့ဗျာမုတ်စိတ်အရွယ်ရောက်လာတဲ့အခါမှာတော့သူ့ရဲ့စူပါတကူတွေကိုနေ့စဉ်ဘဝထဲမှာအသုံးချလာပါတယ်ဘလောက်ပဲနောက်ကျမှနိုးနိုး3မိနစ်အတွင်းကုမ္ပဏီရောက်အောင်သွားနိုင်တယ်ဗျာတထေးကဘီယာတောက်ဖို့ရေခဲခိုင်းရင်လည်းအပြင်ထွက်မဝယ်တော့ဘူးရေတက်မှုကိုပါစက်နဲ့မှုတ်လိုက်ုံနဲ့ရေခဲတော့ဖြစ်သွားတာပေါ့ဒါပေမဲ့ဒါတွေကိုလူမရှိတဲ့အချိန်မှာပဲတကူလို့ရတာပါတနေ့တော့ကုမ္ပဏီကိုဝန်ထမ်းတစ်ယောက်ရောက်လာတယ်သူကမုတ်စိတ်တက္ကသိုလ်ကလေးကဆွဲလန်းခဲ့ရတဲ့နတ်သမီးလေး crush ဖြစ်နေတာပေါ့မုတ်စိတ်တယောက်ရင်တွေခုန်ပြီးအလုတ်စင်းတာနဲ့မရမကချိန်စားပါတယ်ဒါပေမဲ့ကံမကောင်းစွာနဲ့ပဲထမင်းစားနေတော့လူမိုက်တွေကလာနောက်ဆက်ပါလေရောနတ်သမီးလေးကတော့အလျှော့မပေးဘူးဗျအိတ်နဲ့လှမ်းထုလိုက်တာလူမိုက်ကမုတ်စိတ်ကိုအထင်သေးပြီးမင်းကိုလက်ညှိုးတစ်ချောင်းနဲ့လဲအောင်လုပ်ပြမယ်လို့ရန်စားပါတယ်မုတ်စိတ်ဟာနတ်သမီးလေးရှိမှအဆက်ကွဲပေမဲ့အဖေပေးခဲ့တဲ့ကတိကြောင့်အစွမ်းမသုံးပဲအောက်အီးသီးခံခဲ့ရတယ်ဗျာမြေအောက်ရထားဘူးတာမှာသူအရန်စိတ်ပြက်နေတော့အခွင့်အရေးကရောက်လာပါပြီထိန်းချုပ်မရတဲ့မြေအောက်ရထားကြီးကဝန်းကနေဖြတ်မောင်းသွားတာပေါ့မုတ်စိတ်လည်းအစွမ်းတွေကိုဖုံးမထားတော့ပဲနောက်ကနေအပြေးလိုက်ပါတော့တယ်ရထားပေါ်ကလူတွေကတော့အပြင်မှာလူတယောက်ရထားထက်မြန်အောင်ပြေးနေတာကိုမြင်ပြီးတွေးပြက်ကုန်ကြတာပေါ့မုတ်စိတ်ကနောက်ပူတာကိုအရောက်ပြေးပြီးရထားကိုလက်နဲ့တားပေမဲ့သူ့အင်အားကိုသူ့အထင်ကြီးသွားပုံရတယ်ဗျရထားကရက်မသွားဘူးရထားမောင်းသမားကတော့ဒီခေတ်ကြီးမှာရထားနဲ့တိုက်ပြီးအယော်တောင်းတဲ့သူတွေတောင်ရှိနေပြီလားဆိုပြီးကြောင်ကြည့်နေတာနောက်ဆုံးတော့မုတ်စိတ်ကနောက်ဆုံးဂိတ်ကိုအမြန်ပြေးပြီးမိသက်ပိုက်တွေနဲ့ brake pan တဲ့စနစ်တစ်ခုလုံးလိုက်မှရထားကြီးရက်သွားပါတော့တယ်တညာရင်းချင်းမှာပဲမုတ်စိတ်ဟာမြို့ရဲ့သူရဲကောင်းရထားလူသားအဖြစ်နာမည်ကြီးသွားပါတယ်ဒါပေမဲ့မကြခင်မှာပဲကြီးမားတဲ့အန်ရတစ်ခုရောက်လာခဲ့ပြီးမုတ်စိတ်နောက်ကိုလိုက်တက်ဖို့ကဘာကိုရောက်နေတဲ့မော်နမန်ဟာနှစ်ပေါင်း30ကြာမှမုတ်စိတ်ကိုရှာတွေ့ခဲ့တာပါသူ့ဖေလူဆိုးကြီးကလည်းနှစ်30ကြာမှဒီလောက်ပဲရှာတွေ့တာလားမင်းကတော့တကယ်အသုံးမကျတဲ့ကောင်မပဲလို့ဆဲဆိုပြီးနောက်ဆုံးသတိပေးချက်ထုတ်လိုက်ပါတယ်မော်နမန်ကမုတ်စိတ်စီကိုအထူးလိုင်းတွေတွတ်လိုက်တာကြောင့်မုတ်စိတ်ကောင်းတဲ့ကနေပောက်ကွဲမတက်နာကျင်လာပြီးဘတ်စကားပေါ်ကတန်တိုင်းတွေကိုတော့အားနဲ့လိမ့်ပစ်လိုက်မိပါတယ်အဲ့ဒီအတန်တွေနောက်ကိုလိုက်သွားရင်လှုပ်ဝက်ကုမ္ပဏီတစ်ခုကိုရောက်သွားတဲ့အခါမော်နမန်ကမင်းဟာကဘာသားမဟုတ်ဘူးဝေးလံနဲ့ဂျိုးကလာတာငါနဲ့အတူပြန်လိုက်ခဲ့တော့လို့ပြောလိုက်ပါတယ်မုတ်စိတ်ကတော့ဒီမိမယူနေတာပဲလို့ထင်နေမိပါတော့တယ်ဗျာမုတ်စိတ်ကတော့နတ်သမီးလေးနဲ့ချိန်ထားတာရှိသေးလို့ဒီယူမနဲ့အချိန်မဖြုံးနိုင်ပဲချက်ချင်းလစ်ဖို့ပြင်ပါတော့တယ်အချို့တက်လို့မရတော့ဘူးဆိုတော့လေအကျန်းနဲ့တုံးရတော့တာပေါ့မော်နမန်ကသူ့တပည့်တွေကိုမုတ်စိတ်ကိုဖမ်းဖို့ခိုင်းလိုက်ပါတယ်ဒါပေမဲ့ဒီတပည့်တွေကမျက်စိမကောင်းတာလားအုံနောက်မကောင်းတာလားတော့မသိဘူးဗျာမုတ်စိတ်ကအောက်ကနေငုံပြီးထွက်သွားတာတော့သူတို့ကလေထဲကိုပဲလက်သီးတွေနဲ့ရှောက်ထိုးနေကြတာမုတ်စိတ်ကတော့တယောက်တစ်ချက်စီလဲထိုးပြီးအောင်မြင်ထွက်ပြေးနိုင်ခဲ့ပါတယ်ဒါပေမဲ့မော်နမန်ကမုတ်စိတ်ရဲ့အားနည်းချက်ကိုသိသွားပြီဗျသူကကုမ္ပဏီကတန်ရှင်းရေးလိုဘောကိုတုံးပြီးနတ်သမီးလေးရဲ့မျက်နှာကိုကူးယူလိုက်ပြီးတော့နတ်သမီးလေးနဲ့တပုံစံနဲ့တူတဲ့စက်ရုံနတ်သမီးအတူတယောက်ကိုဖန်တီးလိုက်ပါတော့တယ်တစ်ဖက်မှာလည်းမုတ်စိတ်ကသူဟာကဘာသားဟုတ်မဟုတ်သိချင်တာနဲ့အိမ်ပြန်ပြီးမိဘတွေကိုအကြက်ကင်မေးမြန်းပါတော့တယ်တုတ်လေးကိုနှိပ်လိုက်တဲ့အခါမှာတော့မုတ်စိတ်ရဲ့အဖေရင်းရဲ့ပုံရိပ်ကပေါ်လာပြီးအကြောင်းစုံကိုသိလိုက်ရပါတော့တယ်ကဘာကအမေဖြစ်သူကလည်းရင်ထဲကနေအစင်းမြင့်အဝတ်တစ်ခုကိုတွေ့တော့ရှောက်ဖေးအတွက်စူပါဟီးရိုးဝတ်စုံချုပ်ပေးဖို့လုပ်ပါတော့တယ်မုတ်စိတ်ကတော့မဝတ်ပါဘူးလို့ပါဇက်ကညင်းပေမဲ့လူကတော့တကယ်တမ်းဝတ်လိုက်တဲ့အခါတော်တော်လေးကျဉ်းနေပုံပဲဗျအဖေရင်းရဲ့ပြောကြားချက်အရသူကပြန်တန်းနိုင်စွမ်းရှိတယ်ဆိုတာသိလိုက်ရလို့ကဘာကမိဘတွေရဲ့အားပေးမှုနဲ့အမြင့်တစ်ခုပေါ်ကနေခုန်ချပြီးပြန်တန်းမှုစူးစမ်းပါတော့တယ်အဲ့ဒီနေ့မှာပဲမုတ်စိတ်အိမ်ပြန်ရောက်တော့သူနေတိုင်းမျောလင့်နေရတဲ့နတ်သမီးလေးကအိမ်ရှိအထိရောက်လာပြီးတွေ့ချင်းပဲသူ့ကိုအတင်းဖန်တန်းပါလေတော့ဒါပေမဲ့ခဏအကြာမှာတော့အဲ့ဒီနတ်သမီးလေးကသူ့ကိုလက်သီးနဲ့ထိုးပြီးအဝေးကိုလွှင့်ပစ်လိုက်ပါတယ်တကယ်တော့ဒါကနတ်သမီးအစ်စ်မဟုတ်ပဲမော်နမထိန်းချုပ်ထားတဲ့ရိုဘောကြီးဖြစ်နေတာကိုဒါနတ်သမီးအစ်စ်မဟုတ်မှသိသွားတဲ့မုတ်စိတ်လည်းချက်ချင်းပဲစူပါဟီးရိုးအဖြစ်ပြောင်းလဲလိုက်ပါတယ်သူကဝက်ဦးချောင်းတစ်ချောင်းကိုကောက်ကင်ပြီးရိုဘောကြီးကိုအလဲထိုးပစ်လိုက်တာဗျာဒါပေမဲ့ဒါဟာနတ်သမီးအစ်စ်အတွက်အန္တရာယ်ရှိနေပြီဆိုတဲ့နိမိတ်ပဲပေါ့ချစ်ရတဲ့နတ်သမီးလေးကိုကာကွယ်ဖို့အတွက်မုတ်စိတ်ဟာသူဟာစူပါမင်းတစ်ယောက်ဖြစ်ကြောင်းအမှန်တိုင်းဝန်ခံဖို့ဆုံးဖြတ်လိုက်ပါတော့တယ်တကယ်တော့မော်နမကမုတ်စိတ်ကိုသူ့အလုပ်ကိုလာလူမဲ့တိုင်ပတ်လို့ထင်နေတာဗျဒီလိုအရေးကြီးတဲ့အချိန်မှာပဲမုတ်စိတ်ရဲ့နတ်သမီးလေးကိုမော်နမကဖမ်းခေါ်သွားပါတော့တယ်မုတ်စိတ်ရောက်သွားတဲ့အချိန်မှာတော့နတ်သမီးလေးနဲ့သူ့တငယ်ချင်းဟာနေရံမှာအချီခံထားရပြီးသူတို့တွေကိုကယ်ဖို့လုပ်တော့မှပဲပတ်ဝန်းကျင်ကနေနားကွဲမတက်ဆူညံတန်တွေထွက်လာပါတယ်ဒါဟာမော်နမဆင်ထားတဲ့ထောင်ချောက်ပဲပေါ့အယ်ဖာဂျိုကအကြီးအကဲလူဆိုးကြီးကိုယ်တိုင်ကဘာကိုဆင်းလာပေမဲ့သူရောက်လာတဲ့အချိန်မှာမုတ်စိတ်လေးစားမျက်လုံးနဲ့နေရံကိုအပေါက်ဖောက်ပြီးလစ်ထွက်သွားတာကိုလူဆိုးကြီးကဒေါသတွေထွက်ပြီးမော်နမကိုအကြီးကျယ်ဆဲဆူပါတော့တယ်ရက်ဆက်လာတဲ့မော်နမကလည်းနောက်ဆုံးမှာတော့တီးမခံနိုင်တော့ပဲသူ့အဖေရဲ့အောက်ဆီဂျင်ပိုက်ကိုဆွဲဖြုတ်ပစ်လိုက်ပြီးခေါင်းဆောင်နေရာကိုလူယူလိုက်ပါတော့တယ်ပြီးတော့မုတ်စိတ်ကိုလက်စားချေဖို့သူ့အိမ်ထိလိုက်သွားပြီးဟိုခလုတ်နီလေးကိုနှိပ်လိုက်တာနဲ့ transformer စက်ရုပ်ကြီးအဖြစ်ပြောင်းလဲသွားပါလေရောသူ့ရဲ့လက်မောင်းကြီးကဖုံးဆုပ်ဆက်လိုမျိုးဖြစ်သွားပြီးမုတ်စိတ်ရဲ့အဖေကိုစုပ်ယူသွားပါတယ်တိုက်ပွဲအတွေ့အကြုံမရှိတဲ့မုတ်စိတ်ခါများစက်ရုပ်ကြီးရဲ့အနိုင်ကျင့်တာကိုခံရပြီးဘောလုံးကွင်းထဲအထိလွတ်ထွက်သွားတာပေါ့
ဒါပေမဲ့သူမိဘတွေတယောက်ပြီးတယောက်အဖမ်းခံရတာကိုမြင်လိုက်ရတဲ့အချိန်မှာတော့မုတ်စိတ်ရဲ့စူပါစွမ်းအားတွေပောက်ကွဲထွက်လာပါတော့တယ်သူကစက်ရုပ်ကြီးရဲ့လက်မောင်းကိုဆွဲပြုတ်ပစ်လိုက်ပြီးမောင်းနေတဲ့အခန်းကိုပါအမှုန့်ဖြစ်အောင်လုပ်ပစ်လိုက်တာကြောင့်စက်ရုပ်ကြီးဟာအပိုင်းပိုင်းပြက်ပြီးပျက်စီးသွားပါတော့တယ်ဇလန်းအဆုံးမှာတော့မော်နှမကိုသူ့ကြိုကိုပြန်ပို့လိုက်ပါတယ်မုတ်စိတ်ကလည်းသူနဲ့နတ်သမီးလေးတို့ရဲ့ပျော်ရွှင်တဲ့ဘဝလေးအတွက်မျိုးတွေကစပိုက်တာမန်ရုပ်တုကြီးကိုပါအယ်ဖာဂျိုကိုအမတ်တရလက်ဆောင်ဖြစ်ထည့်ပေးလိုက်တာပေါ့မထင်မှတ်ပဲမုတ်စိတ်ရဲ့ဂျိုကမိဘရင်းတွေကစပိုက်တာမန်ကိုသူတို့သားအစ်စ်မှတ်ပြီးတနစ်တပူနန်းနေကြပါတော့တယ်မုတ်စိတ်ကတော့အခုဆိုရင်ကဘာကြီးတစ်ခုလုံးကိုစောက်ရှောက်ရမယ့်တာဝန်ကြီးကိုပခုံးထမ်းပြီးသူ့ရဲ့ကောင်းကြီးဖြစ်သွားပါတော့တယ်ဗျာ